တော့ချစ်ရပါတော့တနင်္ဂနွေနယ်လေးစံရွယ်လေးတွေအားစားခြေပြားဒီအစုံချစ်နေမိတာမျိုးပါတိတ်ပြီးတော့ချစ်မိတဲ့အကြောင်းလေးသိစေခြင်းနဲ့တိတ်ပြီးတော့မျက်နှာမိတဲ့အကြောင်းလေးသိစေခြင်းနဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးဟာမင်းနဲ့ပဲအမြဲတမ်းသက်ဆိုင်ပါတယ်မင်းသာကိုယ့်အတွက်တည်တံ့ဖြစ်တည်ပေးပါအရာတိုင်းဟာတနင်္ဂနွေသမီးလေးအတွက်ဖြစ်စီရပါမယ်မျက်လုံးဝိုင်းဝိုင်းနဲ့နှကန်းပပနဲ့ကောင်းပါလေသူမလေးလှတယ်ဆိုတာထက်ပိုပြီးတော့ချစ်စရာကောင်းတယ်ဆိုရင်မှန်လိမ့်မယ်သူမမှာနှစ်လိုဝေဟာပြုံးလေးတွေရှိတယ်နှခါပြန်ငေးကြည့်ရတဲ့အလှမဟုတ်ပေမဲ့ဒစိမ့်စိမ့်ကြည့်နေတော့ယူမသွားတဲ့အလှမျိုးပိုင်ဆိုင်ထားတဲ့သူလေးပေါ့ပျော်ပျော်နေတတ်ပြီးတော့စိတ်ညစ်စရာတွေဘာမှမရှိသလိုဟန်ဆောင်တတ်ပေမဲ့လည်းဘာမဟုတ်တဲ့အရာလေးနဲ့မျက်ရည်တွေကျခြင်းကျနေတတ်တယ်တလောကလုံးပတ်ပြီးတော့စိတ်ကောင်းနေတတ်ပေမဲ့အချိန်ကြာကြာလဲစိတ်မကောင်းတတ်ပြန်ဘူးတနင်္ဂနွေသမီးလေးကိုကြည့်ရတာလေတခါတလေဆိုရင်ကလေးတယောက်ကိုလိုက်ပြီးတော့ထိနေရတယ်လို့အများကြီးလဲချွတ်ရတယ်တခါတလေကျတော့လေတကယ်ဆရာမကြီးစိတ်နဲ့ဆုံးမတတ်ပြန်တယ်ဒါပေမဲ့လည်းချွင်းချက်မရှိအကြောင်းပြချက်မရှိချစ်တယ်အကြောင်းပြချက်ပေးကိုပေးရမယ်ဆိုရင်ကိုချစ်တယ်ဆိုတဲ့အကြောင်းပြချက်လေးကရိုးရှင်းပါတယ်မင်းရဲ့ပြုမှုလေးတွေကိုကြည့်ပြီးတော့ချစ်နေရတာမျိုးမင်းရဲ့စကားလေးတွေနားထောင်ပြီးချစ်နေရတာမျိုးမင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုချစ်နေရတာမျိုးအဲ့ဒါတွေအားလုံးကခဏခဏစိတ်ကောက်တဲ့တနင်္ဂနွေသမီးလေးကြောင့်ဖြစ်တည်လာတဲ့ရိုးရှင်းတဲ့ချစ်ခြင်းမြတ်တာတွေပါချစ်ခြင်းဟာပိုင်ဆိုင်ခြင်းလို့ကိုယူဆထားတယ်မင်းရဲ့ချစ်ခြင်းတွေဟာကိုနဲ့ပဲဆိုင်တယ်လို့မင်းကိုလည်းကိုပဲပိုင်ခြင်းနဲ့လွဲတော့မလွဲခြင်းဘူးမြဲတော့မြဲခြင်းနဲ့ချစ်ရဲ့ဒီတန်တရားလည်နေတဲ့၍မင်းနဲ့ပဲအမြဲတမ်းစုံစည်းခြင်းပါတယ်တနင်္ဂနွေသမီးလေးရဲ့